Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ C family နဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးအတူလေ့လာသွားကြရအောင် C နဲ့ D ကြားမှာရှိတဲ့ C sharp D flat key ကိုအဓိကရည်ရွယ်ပြီးတော့ပြောချင်တယ်ဆိုတော့ C နဲ့ D ရဲ့ကြားမှာရှိတာ C sharp D flat D နဲ့ E ရဲ့ကြားမှာရှိတာ D sharp E flat ဆိုတော့ E နဲ့ F ရဲ့ကြားမှာတော့ကျွန်တော်တို့ sharp flat key မရှိဘူးဆိုတော့ကျွန်တော်မှတ်ထားရမှာဖြစ်တယ် F နဲ့ G ကြားမှာက F sharp G flat ပြီး G နဲ့ A ကြားမှာက G sharp A flat A နဲ့ B ကြားမှာ A sharp B flat ဒီအပေါ်ကကျွန်တော် sharp flat key ကိုကျွန်တော်တို့အလုကျမှတ်ထားရမယ်တကယ်ကိုအသုံးဝင်တာဖြစ်ပါတယ်ခုတော်တော်များများတော့ကျွန်တော်တို့ C ပြီး D D ပြီး E အဲ့လိုမျိုးချင်းပြီးတော့တီးတာများတာပေါ့တော်တော်လည်းကျွန်တော်တို့ဒီ sharp flat key တွေကခုနောက်ပိုင်းမှာပို့ပြီးတော့အသုံးဝင်လာဖြစ်တဲ့အတွက်ကျွန်တော်တို့တီးရမှာဖြစ်တယ်တူညီတော့ key များကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် C sharp D flat D sharp E flat E နဲ့ F ကြားမှာမရှိဘူးဆိုတော့ F နဲ့ G ရဲ့ကြား F sharp G flat G နဲ့ A ကြားမှာ G sharp A flat A နဲ့ B ကြားမှာ A sharp B flat ဒါရသူရဲ့တူညီတော့ key များတွေအားလုံးဖြစ်ပါတယ် C နဲ့ D ကြားမှာရှိတဲ့ဒီ sharp flat key တွေပေါ့နော်ပြောပြသွားခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးဇုံတရားတစ်ခုခုရရှိမယ်လို့ညွှန်လင့်ပါတယ်အထူးသဖြင့်ပို့ပြီးတော့တည်ချင်တယ်ဆိုရင် online class လေးကိုဖွင့်ထားတာဖြစ်ပါတယ်လာ join လို့ရတယ်လာပြီးတော့မေးမြန်းလို့ရတယ်ဒီ video ရဲ့ကျွန်တော်တို့ caption မှာလည်း link တွေကျွန်တော်တို့ပေးထားတာဖြစ်ပါတယ်အားလုံးပုံမှာဖျက်ရှင်ကောင်းချီးပေးပါစေ God bless you